သူကနျူကလ িয়ার အညစ်အကြေးကန်တွေကိုမတော်တဆပြုတ်ကျသွားခဲ့တယ်ဒါပေမဲ့ဒီဖြစ်ရဆိုးကြီးကသူ့ဘဝကိုတစ်သက်လုံးပြောင်းလဲသွားစေမယ်ဆိုတာကိုတော့ तू မသိခဲ့ဘူးအိမ်ပြန်ပြီးအဝတ်စားလဲဖို့သူ့ရင်ထဲဝင်လိုက်ပြီးချင်းမှာပဲသူ့တကိုယ်လုံးရုတ်တရက်အယူမူးတုန်ခါလာတော့တယ်တစ်စက္ကန့်ကြာမှာတော့သူကပြစ်ခဲပြီးမိနက်နေတဲ့ရွှွညွန့်လိုအရေးချွဲတစ်ပွက်ကိုချောင်းဆိုးပြီးအန်ထုတ်လိုက်တယ်အစပိုင်းမှာတော့သူကဒါကိုကိစ္စမရှိဘူးလို့ထင်ခဲ့ပေမဲ့အိမ်ကိုနောက်ဆုံးရောက်သွားတဲ့ခါမှာတော့သူကအိမ်သားထဲမှာအဆက်မပြတ်အန်နေတာကိုရက်လို့မရတော့ဘူးထွက်လာသမျှအရာအလုံးကသူမျိုးချခဲ့မိတဲ့နျူကလ িয়ার အညစ်အကြေးတွေကြီးပဲပြီးရဲ့နောက်မှာတော့သူ့တကိုယ်လုံးအယိုးအထိစိတ်နေအောင်အေးဆက်လာခဲ့တယ်ဆောင်းတွေနဲ့ပတ်ချုံထားပေမဲ့လည်းသူကအေးခဲနေုံပဲသူမသိလိုက်တာကသူ့ရဲ့ခန္ဓာကိုယ်ကမျိုးဗီစပြောင်းလဲမှုတွေစတင်နေပြီဆိုတာပါပဲဒါပေမဲ့ထူးဆန်းစွာပဲနောက်နေ့မနက်သူနိုးလာတဲ့ခါမှာတော့သူကလုံးဝပြန်ကောင်းနေခဲ့ပြီတကယ်တော့သူကအရင်ကထက်တောင်ပိုပြီးတမလာတယ်လို့ခံစားနေရပြီးနေလို့ထိုင်လို့အရန်ကောင်းနေတယ်သူကဘာမှမဖြစ်ခဲ့တယ်လို့ပဲသူ့ရဲ့စောက်လုပ်ရေးအလုပ်ခွင်ကိုထွက်လာခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာလူဆိုးကောင်းတစ်ခုတင်းနဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လမ်းလွဲလာတဲ့ကြည်စံတတောင်ကသူ့ကိုထိမှန်ပြီး18ထပ်ပြတင်းပေါက်ကနေလွင့်စင်ထွက်သွားစေခဲ့တယ်အဲ့ဒီလောက်မြင့်ကတာဆိုရင်ဘလို့တာမန်လူမဆိုမြေပြင်နဲ့စောက်မိတာနဲ့တိတ်ဆုံးသွားမှာပါဒါပေမဲ့သူအန်အားတင်သွားလောက်အောင်ပဲသူကအဲ့ဒီနေရာမှာမိနစ်အနည်းငယ်လောက်တတိလစ်ပြီးလဲလျောင်းနေခဲ့ပြီးမှရုတ်တရက်ပြန်နိုးလာခဲ့တယ်သူကအန်အားတင်ပြီးကြောင်နေခဲ့တယ်သူခုနကပဲ18ထပ်ကနေပြုတ်ကျလာတာမဟုတ်ဘူးလားသူဘလို့လို့အသက်ရှင်နေသေးတာလဲလူဆိုးကောင်းကအပေါ်ထက်မှာရှိနေသေးရဲ့လို့တွေးမိပြီးသူကအိမ်ကိုတန်းနေအောင်ပြေးတော့တယ်သူကခရီးတော်ဝေးကိုမနားနှပြေးလာတာတောင်အသက်ရှူမမောဘူးဖြစ်နေတယ်သူကကုံဆုံးနိုင်ခြင်းမရှိတဲ့စွမ်းအင်တွေပိုင်ဆိုင်ထားတယ်လို့ပါပဲဒါပေမဲ့သူအိမ်ပြန်ရောက်တဲ့အခါမှာတော့သူမှတွေးရောနေဖို့အချိန်မရှိဘူးသူ့ပခုံးပေါ်ကတင်းနဲ့တန်ရာကိုဆေးထည့်ဖို့လိုနေတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အောက်ထက်ကအိမ်ကြီးချင်းကအယူတယောက်လိုအော်ဟစ်နေတော့တယ်သူစိတ်မထိန်နိုင်တော့ဘူးသူကသူတို့ကိုပါဆက်ပိတ်ထားဖို့တွားပြောချင်နေတယ်ဒါပေမဲ့သူ့ရဲ့လက်တတိကသူတို့ရဲ့တမဏိတကားကိုဖောက်ထွင်းသွားပြီးအပေါက်ကြီးတစ်ခုဖြစ်ကြံခဲ့တယ်အိမ်ကြီးချင်းကလက်ဖြန့်သွားပြီးပုံအောင်နေလိုက်တယ်အဲ့ဒီအချိန်မှာပဲသူကတခုခုတကယ်မရင်းနေပြီဆိုတာကိုသဘောပေါက်လိုက်တယ်ဒါကိုစမ်းသက်ကြည့်ဖို့သူကသူ့ရဲ့အဝတ်ပီတို့ကိုဆွဲထုတ်လိုက်ပြီးညင်ညင်သားသားလေးတွန်းလိုက်တာနဲ့အဲ့ဒါကဘာမှမဟုတ်တယ်လို့ပဲအခန်းတစ်ဖက်ကိုလွင့်ထွက်သွားတယ်ပြီးတော့သူကအပူပေးဆက်ကိုကြည့်လိုက်တယ်နည်းနည်းလေးဆွဲလိုက်တာနဲ့အဲ့ဒါကနယံကနေကွာထွက်လာပြီးလက်တစ်ဖက်တည်းနဲ့ဖိချလိုက်တာအချိုရည်ဘူးခွန်တပူးလိုကြေမို့သွားတယ်ကြည့်ရတာအဲ့ဒီအစိတ်အသင့်ညစ်အကြေးတွေကသူ့ကိုထူးခြားစွမ်းအင်တွေပေးလိုက်ပုံပဲအဲ့ဒါတွေကိုစမ်းသက်ကြည့်ဖို့သူကအဲ့ဒီညနက်ပိုင်းမှာအယူမူးနိုင်တဲ့အကြံတစ်ခုရလာတယ်သူကမျက်နှာဖုံးဦးထုတ်တစ်ခုကိုစွတ်လိုက်ပြီးငွေထုတ်ဆက်တစ်ခုစီကိုတန်းတန်းမတ်သွားကအယူတယောက်လိုအဲ့ဒါကိုစတင်ထူရိုက်တော့တယ်အချက်နှဲငယ်လောက်ထူပြီးတဲ့နောက်မှာသူကအဲ့ဒါကိုလက်နှစ်ဖက်နဲ့စုပ်ကင်ပြီးပေါင်ချိန်ရာနဲ့ချီလေးတဲ့အဲ့ဒီငွေထုတ်ဆက်ကြီးကိုနယံထဲကနေဆွဲဖြုတ်လိုက်တယ်ပြီးတော့အဲ့ဒီဆက်ကြီးတစ်ခုလုံးကိုဘာမှမဟုတ်တယ်လို့အိမ်ထိတည်လာခဲ့တယ်အခုငွေတွေပုံအောရနေပြီဖြစ်လို့သူကဆိုင်ကိုသွားပြီးသူ့အကြိုက်ဆုံးရေခဲမုံတွေကိုအများကြီးဝယ်ခဲ့တယ်သူကသူ့ရဲ့ရေခဲတစ်တာတွေကိုအပြည့်တိတ်ထည့်ပြီးနောက်သူ့ရဲ့ပတ်တီးကိုတွားလဲတယ်ဒါပေမဲ့သူအန်အားတင်သွားစွာပဲတင်းနဲ့တန်ရာကပျောက်ကွယ်သွားခဲ့ပြီသူ့ရဲ့ကြက်သားတွေကတော့ပိုပြီးတင်းမာတမာလာပုံပေါက်နေတယ်သူကနွားတကောင်ကိုတောင်သေးတဲ့အထိထိုးတက်နိုင်မလို့ခံစားနေရတယ်သူကအရာအလုံးကိုနားလည်အောင်စူးစမ်းနေတော့မှပဲဘေးခန်းကနေအော်တန်တစ်ခုရုတ်တရက်ထွက်ပေါ်လာတယ်သူကဘာဖြစ်တာလဲကြည့်ဖို့အပြင်ကိုထွက်လိုက်တယ်သူကလူမိုက်တစုကအောက်ထက်ကအမျိုးသမီးကိုအနိုင်ကျင့်နေတာကိုတွေ့လိုက်ရတယ်သူကအရင်တုန်းကဆိုရင်ကြောက်တက်ပြီးတိတ်တိတ်ဆိတ်နေတတ်တဲ့သူဝင်ပါဖို့မဝန့်ရဲတဲ့သူမျိုးဒါကြောင့်သူကမမြင်ချင်အောင်ဆောင်လိုက်ပြီးစိတ်လိတ်တလိတ်ကိုမိညီကစိတ်ငြိမ်အောင်စူးစမ်းနေလိုက်တယ်ဒါပေမဲ့လူဆိုးကောင်းဆောင်ကသူ့ကိုတတိထားမိသွားပြီးသူ့ဘားကိုရိုက်ကထွက်သွားဖို့ချိန်ချောက်လိုက်တယ်ပြီးတော့ကြောက်စရာကောင်းတဲ့တခုခုလုပ်ဖို့ကြံရရင်အဲ့ဒီမျိုးသမီးကိုအထဲကိုဆွဲခေါ်သွားတယ်ဒါပေမဲ့သူတို့မလုံနိုင်ခင်မှာပဲတစုံတယောက်ကပြတင်းပေါက်ကိုဖျက်ဆီးပြီးဝင်လာခဲ့တယ်အဲ့ဒါကခုနကပဲပါးရိုက်ခံလိုက်ရတဲ့သူကိုယ်တိုင်ပဲဒီတစ်ခါမှာတော့သူကလုံးဝအသိခံမနေတော့ဘူးဝါရုံနေတဲ့လူမိုက်ကလက်တိတစ်ချက်လွှဲလိုက်ပေမဲ့သူ့အတွက်တော့ဒါကဘာမှမဟုတ်တယ်လို့ပဲနောက်တစ်စက္ကန့်မှာပဲသူကပေါင်300လောက်လေးတဲ့အဲ့ဒီလူကြီးကိုမြေပြင်ကနေအသားလေးမချီလိုက်ပြီးအဝိယုတ်တရုတ်လိုပဲအခန်းတစ်ဖက်ကိုလွင့်ပစ်လိုက်တယ်နောက်ထပ်လူမိုက်တစ်ယောက်ကဝင်ကူဖို့ခုံဝင်လာခဲ့ပေမဲ့